အားလုံးတမျောဖြစ်နေတဲ့စူပါရီချမ်းပွဲစဉ်ကတော့မနေ့ပြန်ညမတ်လ14တောက်ကြညမှာထိုင်းစံတော်ချိန်9ခွဲနဲ့စထိုးမှာပေါ့နော်စူပါရီချမ်းရဲ့ပွဲစဉ်ကတော့ပွဲစဉ်နံပါတ်6လို့ကြည့်ရတယ်တကယ်လို့ကြားထဲမှာအပြောင်းလဲမရှိဘူးဆိုလို့ရှိရင်တော့ဒါပွဲစဉ်6ခုမြောက်မှာစူပါရီချမ်းကထိုးရမှာပေါ့နော်One Championship ရဲ့ boss Chatri ပေါ့ဒီ Chatri ကမြန်မာပြည်သက်တွေအတွက်ပွဲစီစဉ်ပြီးတယ်လို့လည်းဟလားမြန်မာပြည်သက်တွေကစိတ်ဆွလိုက်တယ်လို့ပဲကျွန်တော်တို့မြင်တယ်ပေါ့နော်မြန်မာပြည်သက်တွေကိုစိတ်ဆွလိုက်တယ်မြန်မာပြည်သက်တွေကိုစင်ခေါ်လိုက်တဲ့သဘောလည်းပါတာပေါ့နောက်တော့မြန်မာပြည်သက်တွေရဲ့အင်အားကိုကြည့်ပြီးတော့သူ့ရဲ့ဒီပွဲစဉ်ကိုpromote လုပ်တဲ့နည်းတစ်မျိုးပေါ့မြန်မာပြည်သက်တွေလာအောင်မြန်မာပြည်သက်တွေက online မှာဆိုလို့ရှိရင်ရအောင် active ဖြစ်တဲ့အခါကျတော့မြန်မာပြည်သက်တွေကိုသုံးချသွားတဲ့ပုံစံမျိုးလာလို့ဒီတစ်ခါတော့ပြတယ်ဟိုရိုးရိုးပွဲစီစဉ်တာမျိုးလည်းမတူဘူး။ဘာလို့လဲဆိုတော့သူပွဲစီစဉ်တဲ့ပုံစံကဒီတစ်ခါမှာတကယ် boxing မှာတွေ့ကြုံရှိတဲ့ time fighter ပေါ့နော်ဆန်အားတစ်လို့ခေါ်တဲ့ champion ကပတ်ကို6ချိန်မှာကာကွယ်ထားတဲ့တကယ် professional boxing fighter နဲ့ကျွန်တော်ရဲ့မြန်မာ fighter super ရချမ်းကိုတည်ပေးလိုက်တယ်ပေါ့နော်ဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်စိတ်ဝင်စားဖို့တော့ကောင်းတယ်ဘာလို့ဆိုတော့ super ရချမ်းကလည်းပြီးခဲ့နောက်ဆုံးပွဲမှာအနိုင်ယူထားတယ်ထိုးကွက်တွေထိုးချက်တွေကောင်းတယ်ပေါ့နော်ဒီတစ်ဖက်မှာလည်းဒီ Thai ရဲ့ fighter ကကြတော့တကယ် boxing မှာ professionally တကယ် boxing မှာပွဲပေါင်းများစွာအနိုင်ယူထားတဲ့ပုံစံပေါ့ဆိုတော့ဒီလိုတကယ်အတွေ့အကြုံရှိတဲ့လူနဲ့ထိုးရမယ်ဆိုတော့ကျွန်တော်မြန်မာ fighter တွေအတွက်အတွေ့အကြုံကောင်းတွေရမယ်တကယ်ပွဲကြီးပွဲကောင်းမယ်လို့ထင်ရတော့လည်းပဲတစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါပတ်သက်လောက်ကြတာပေါ့တဲ့ဘာလို့စူပါရီချန်ကကိဘောင်စတကယ်တမ်းကျွန်တော်သိတယ်လို့ကခါမှမထိုးဘူးဆိုတော့သူကမြန်မာလက်ဝိတ်ကနေတက်လာတယ်ထိုင်းမူထိုင်းone championship ကိုရောက်လာတဲ့ခါမှာကျွန်တော်ထိုင်းရဲ့မူထိုင်း technique နဲ့ထိုးရတာပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာပြနိုင်တာလည်းဒါမူထိုင်းနဲ့မူထိုင်းဤစနစ်နဲ့အနိုင်ယူထားတာပေါ့ဆိုတော့အဲ့လိုအတွေ့အကြုံနည်းနေသေးတဲ့မြန်မာ fighter ကိုတကယ်အတွေ့အကြုံရှိနေတဲ့ fighter နဲ့ပယ်ပေးလိုက်တာဒီဒါတမျိုးပြောရမှာဆိုသဘောရိုးတော့မဟုတ်ဘူးပေါ့တခြားဗီဒီယိုမှာပြောသလိုပေါ့တကယ်တမ်းကဒီ Thai fighter ဆန်အာတစ်ကတကယ်တွေ့ကြုံရင်းတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ one championship မှာ kickboxing တခြားအတွေ့အကြုံရှိတဲ့လူဒီ weight တန်းမှာပေါ့နော်138 weight တန်းမှာထိုးမယ်လို့တော့ခုနောက်ဆုံးသတင်းအရပါဒါပေမဲ့38နဲ့40ပုံကျင်ပါပေါ့နော်အဲ့ပေါင်138 140ပုံကျင်ပေါင်ထဲမှာထိုးမယ်လို့သိရတာပေါ့ဆိုတကယ်တမ်းကျတော့အဲ့ဒီ weight တန်းမှာတခြား Thai kickboxing တွေ့ကြုံရှိတဲ့ပုံစံအများကြီးရှိတယ်တော့တခြားနိုင်ငံတွေလည်းရှိပါတယ်ပြောချင်တာလေဒါပေမဲ့ဒီတွေ့ကြုံရှိတဲ့လူတခြားလူတွေပွဲမတည်ဘူးပဲနဲ့ဒီIron Man ရဲ့ရောက်ဖဆန်အာတစ်ကိုခေါ်လာပြီးတော့တကယ် boxing မှာအတွေ့အကြုံရှိတဲ့ဒီ fighter ကိုခေါ်လာပြီးတော့ one championship ကပထမအဆုံးအနေနဲ့စာချုပ်လိုက်တယ်ပြီးတော့ kickboxing technique kickboxing နီးစနစ်နဲ့ထိုးသက်ဖို့ရန်အတွက် kickboxing မှာရောတခြားနီးစနစ်တွေကမှအားနည်းနေတဲ့ကျွန်တော်တို့မြန်မာစူပါရီချန်နဲ့ပွဲတည်ပေးလိုက်တာတကယ်တမ်းကျတော့မဖြစ်သင့်ဘူးထင်တာပေါ့နော်ဆန်အသစ်ကတကယ်တမ်းကျတခြားအတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်ကိုထိုးရမယ်တခြား fighter တွေနဲ့ထိုးသင့်တယ်လို့မြင်တယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်ဒါကျွန်တော် fighter စူပါရီချန်တွေဒါအခွင့်ကောင်းတစ်ခုလို့ပြောရရတာပေါ့လေစူပါရီချန်ကဒါဒီပွဲစဉ်ခွင့်ကောင်းလို့ရလို့နော်ပထမချီမှာမဟုတ်တော့မှဒုတိယတတိယချီတော့မှခွင့်ကောင်းလို့ရပြီးတော့
အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါမြန်မာပြည်သက်ကအတိုင်းမသိပျော်ရမှာပေါ့နော်ပြီးတော့ဒီသူတို့ရဲ့ boss chartry လို့ကြတာမျက်နှာပြတ်မှာပေါ့ဘာဖြစ်လို့မျက်နှာပြတ်ရမလဲဆိုကျွန်တော်ဒီပွဲတည်ပြီးလိုက်တဲ့ကွာသူကမျက်နှာရအောင်ဟုတ်လားဒီကစားသမားကိုခေါ်လာပြီးတော့ Thai fighter တွေမျက်နှာရအောင် Thai fighter ကို promote လုပ်တဲ့အနေနဲ့ဒီပွဲကိုစီစဉ်တယ်လို့ကျွန်တော်ကတော့မြင်တယ်နော်ဆိုတော့ပြောလို့အခြားအတွေ့အကြုံအများကြီးရှိတဲ့ fighter တွေရှိရတာစူပါရီချန်ကိုမှရွေးပြီးတော့ထိုးခင်းတယ်ဆိုတာဒီဒါမြန်မာပြည်သက်တွေကိုစိန်ခေါ်လိုက်တာလည်းဖြစ်နိုင်တယ်လို့တစ်ဖက်ကနေကြည့်ရဆိုလို့ရှိရင်ဒါအခွင့်အရေးတစ်ခုလည်းဖြစ်နိုင်တယ်နော်ဆိုတော့စူပါရီချန်ကတော့ဒီပွဲစဉ်ကိုကောင်းကောင်းလေးတော့အရင်ပွဲစဉ်တွေနဲ့စားလို့ရှိရင်ကောင်းကောင်းလေးပို့ပြီးတော့ပြင်ဆင်ခဲ့တယ်ပေါ့နော်အရင်နောက်ဆုံးပွဲမှာသူက Thai fighter ကိုမွေထိုင်းနည်းစနစ်နဲ့ထိုးတဲ့အခါမှာနိုင်တာတော့ဟုတ်တယ်ဒါပေမဲ့တေချာပြန်ကြည့်မယ်ဆိုလို့ရှိရင်သူထိုးလိုက်တဲ့နိုင်ကွက်ကလည်းအဲ fighter အလဲမကြခင်မှာတေချာလေးကြည့်မယ်ဆိုလို့ရှိရင်ဟိုငုတ်ပြီးတော့ထိုးနေရတကယ်တမ်းကြောင့်လေစူပါရီချန်ကငုတ်ပြီးတော့ထိုးတယ်တချို့ချက်တွေဆိုလို့ရှိရင်ကောင်းကောင်းလေးတော့မထိပါဘူးနော်ဟိုလွဲနေတဲ့ချက်တွေများပဲအင်အားနဲ့တုံးပြီးတော့တအားထိုးတာငုတ်ပြီးတော့ပိတ်ထိုးတာပေါ့နော်ဆိုတော့အချက်လွဲတာတွေတော်တော်များရှိတယ်ဒါပေမဲ့လို့ဖြစ်ချင်တော့ဟိုတချို့အချက်တွေကကောင်းကောင်းလေးဟို Thai fighter ရဲ့အကွက်ကောင်းအချက်ကောင်းတွေတော့ထိုးတော့ထိမိတဲ့အတွက်ကြောင့်မလို့ဟို Thai fighter လဲကျသွားတယ်အရှုံးပေးလိုက်ရတယ်လို့ကျွန်တော်ကမြင်တယ်နောက်သူထိသွားတဲ့အချက်ကိုကြည့်မယ်ဆိုရင်ပင့်ထိုးတဲ့အချက်တွေနော်ဒီပထမဆုံးပုတ်ကတဲ့ချိန်မှာတော့ငုတ်ပြီးတော့ထိုးနေတာဘာမှသိမထိဘူးဒါပေမဲ့သူတေချာလေးကိုဟိုပြန်ချိန်ပြီးတော့အောက်ကနေလည်းပင့်ထိုးလိုက်တော့အချက်တော်ကောင်းထိသွားတယ်ကျွန်တော်မြင်တယ်နော်ဆိုတော့အဲ့လိုမျိုးအချက်ကောင်းကောင်းသူစိတ်ငြိမ်နဲ့အချက်ကောင်းကောင်းကိုတေချာကြည့်ပြီးတော့ထိုးဖို့တော့လိုမယ်ထင်တယ်ပေါ့နော်ဒါမှမဟုတ်ပဲနဲ့အဲ့လိုပဲအင်အားတွေပဲမလိုအပ်တဲ့အင်အားကြီးတွေတုံးပြီးလို့ရှိရင်ဟိုဘယ်ဝိညာဝိငုတ်ပြီးတော့ဒါလှိတ်ထိုးနေမယ်ဆိုလို့ရှိရင်တော့မလွယ်ဘူးရဆိုတော့ပြောလို့ဒီစူပါရီချန်ရဲ့ပြိုင်ပွဲဖြစ်တဲ့ Thai fighter ဆန်အထက်ကတော့ boxing မှာအရင်ကိုအတွေ့အကြုံရှိတယ်ထိုးအားရတာအပြင်းတယ်နော်ထိုးအားရပြင်းတယ်အတွေ့အကြုံတွေများတယ်နောက်တော့ technical ဘိုင်းပေါ့နော်နည်းပညာဘိုင်းဆိုလို့ရှိရင်သူက US ဒီ Mayweather ရဲ့ gym ကြည့်တော့မှသူကတော့ကျင့်ပြီးတော့အဲ့မှာရှိတဲ့တကယ် level ဆရာတွေနဲ့လည်းတွေ့ပြီးတော့နော်ဆိုတော့သူ့ရဲ့ level technique ကလည်းတအားကောင်းတယ်ဆိုတော့ super ရေချမ်းသာဟလားခေါင်းငုတ်ပြီးတော့ဘယ်ဝိတ်ညာဝိတ်ဘယ်နားမှာထိုးရမှမသိဟလားဟိုမစ်စစ်မိတ်ပြီးတော့ဝင်လာမယ်ဆိုလို့ရှိရင်တော့ဆန်အတစ်ကတော့တုတ်မှာပဲသိရမလားကောင်းကောင်းလေးအချက်ကျွန်တော်ထင်တယ်ဒီနှလုံးတော့အသေးပဝန်းကျင်ပါနော်ထိုးမယ်ပြီးလို့ရှိရင်ဒီမေးစိတ်ပေါ့နော်ဒီအဲ့ဒါပင့်ထိုးမယ်ပြီးလို့ရှိရင်တော့ဒါမျက်နှာတွေပါမျက်လုံးတွေဖူးတွေထိမယ်ဒါရောင်နိုင်တဲ့အနေအထားမျိုးပေါ့နော်ပြီးရင်ခုနကပြောနှလုံးတော့အသေးတစ်ဝိုက်ဒီမှာထိုးချက်ပြင်းပြင်းနဲ့ထိမယ်ဆိုလို့ရှိရင်တက်ရှူတွေအောင့်ပြီးတော့ဟုတ်လားစူပါရီချန်ကပထမပွဲစဉ်မှာပဲရှုံးသွားနိုင်တယ်လို့ကျွန်တော်ထင်တယ်ဘာလို့ရှုံးသွားနိုင်လဲလို့ထင်လဲဆိုတော့ခုနပြောတဲ့အချက်တွေကြောင့်ပါပဲအတွေ့အကြုံတွေဒီဆန်အဖြစ်ကအတွေ့အကြုံပုံများတယ်ထိုးချက်တွေလည်းပြင်းတယ် technical ပိုင်းနည်းစနစ်ပိုင်းဆိုင်ရာအရန်ကောင်းတဲ့အတွက်ကြောင့်လို့ပေါ့နော်ဒါပေမဲ့အချုပ်ပြန်ပြောမယ်ဆိုလို့ရှိရင်စူပါရီချန်လည်းပါပဲပြောဒီအရန်ကိုဝင်တိုးတာမျိုးမဟုတ်ဘူးလေကောင်းကောင်းလေးပြင်ဆင်လာပြီးတော့အချက်ကလေးတွေတေချာချိန်ပြီးတော့လုံနိုင်မယ်ဆိုလို့ရှိရင်ဒါစူပါရီချန်လည်းအခွင့်အရေးဆိုတာတော့ရှိတာပဲဟုတ်တယ်မလားသူလည်းနိုင်ချေလို့ရှိတယ်ဒါပေမဲ့ဒီအတွေ့အကြုံအရဤစနစ်ပိုင်းအရာထိုးချက်တွေအရာဆိုလို့ရှိရင်တော့ Thai fighter ဖြစ်တဲ့ဆန်အတစ်ကဒီပွဲစဉ်မှာအနိုင်ယူသွားမယ်လို့ကျွန်တော်တို့ခံမှန်းမိတယ်ပေါ့နော်ဆိုတော့ Chatri ကလည်းသဘောရိုးမဟုတ်ဘူးခုနကတော့ပေါ့နော်မြန်မာပြည်သက်တွေရဲ့ online မှာတကယ် active ဖြစ်နေတဲ့မြန်မာပြည်သက်တွေရဲ့အားကိုယူပြီးတော့သူ့ရဲ့ event ဒါမူထိုင်းရဲ့ event ကို promote လုပ်နေတဲ့အနေအထားမျိုးပေါ့နော်
ရင်တော့ဒီမြန်မာဖိုက်တာတွေနဲလာတဲ့အချိန်မှာဆိုတချို့ကျွန်တော်တို့သိရတဲ့လောက်ကမြန်မာပြည်တဲ့တော်များလဲသူ့ unfollow unlike တို့လုပ်တဲ့လူတွေအများကြီးပြီးလို့ရှိရင် comment မှာလဲတွားပြီးတော့စွာကြတာဖွာကြတာဆိုတော့ကျွန်တော်ထင်တာဒါသူ့ရဲ့ဟို team သူ့ရဲ့အဖွဲ့အစည်းမှာလဲဒါဒီဟာတွေကိုဟိုလိုက်ပြီးတော့ကြည့်ပြီးတဲ့လူတော့ရှိမှာပေါ့နော်ဆိုတော့ဒါဒီအနေထားကိုသိတဲ့အခါမှာခုနောက်ပိုင်းကျတော့မြန်မာဖိုက်တာတွေကိုသူတော်တော်နေရာပေးလာတယ်အပတ်တိုင်းနီးပါးပေါ့နော်အပတ်တိုင်းနီးပါးမြန်မာဖိုက်တာတွေနေရာရလာတယ်ပေါ့ဒီ one championship မှာဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲ one championship မှာရောက်လာတဲ့ဖိုက်တာတွေအားလုံးနီးပါးတော့အတွေ့အကြုံတွေတော်တော်များကြနိုင်ငံခြားသားဆိုလို့ရှိရင်တော့ထိုင်းမှာလာပြီးတော့လေ့ကျင့်တဲ့လူထိုင်းကိုလေ့ကျင့်တဲ့ဖိုက်တာတွေများတယ်ဒါပေမဲ့ခုကျွန်တော်တို့ one championship မှာထိုးနေတဲ့မြန်မာဖိုက်တာတွေကြတော့ဟိုမြန်မာလက်သွေးအဲ့ဒီကနေတက်လာပြီးမှငွေထဲကိုချက်ချင်းဝင်လာတဲ့ခါကျတော့ခုန technical ပိုင်းမှာရောတော့ကြံ့ခံမှုပိုင်းရောနော်ဒီထိုးတဲ့ power ကိုရကြည့်မယ်ဆိုလို့ရှိရင်အခုတော့ဆက်တီရော one championship မှာတကယ်ကိုအားရတဲ့မြန်မာ fighter တောက်လျှောက်ကိုနိုင်နေတဲ့မြန်မာ fighter ဆိုတာမရှိသလောက်ဖြစ်သွားပြီနော်တန်စင်ကြည့်မှာသူတစ်ချက်ကလေးနိုင်တယ်ပြီးနောက်ပိုင်းကျတော့ရှုံးတာပဲတော့ခါတောက်လျှောက်ကိုရှုံးတာကိုစိုးကြီးမယ်ဆိုလည်းရှုံးတယ်အခုတော့ဟိုစူပါယူချန်လဲတော့ပြီးခဲ့တဲ့နောက်ဆုံးကနိုင်ထားတယ်ဆိုဒီတစ်ခေါက်တော့ဘယ်လိုဖြစ်လာမလဲဆိုကျွန်တော်စောင့်ကြည့်ရမှာเนาะအားလုံးဒါပျော်ရွှင်စွာနဲ့အနေ့ပြန်ညပွဲစဉ်6ခုမြောက်မှာစူပါယူချန်ရဲ့ပွဲကိုအားပေးရင်းနဲ့အနိုင်ရှုံးလေးကိုရင်ခုန်စွာနဲ့စောင့်ကြည့်အောင်